哇，这人种啊，你明白的，搞啥了？搞嘛的，俺这里头，家里面没不变别的生那个，别讲你吹那种，你说这边快要来了，要不得到那个，快得到，没得俺拉咋的，咋回事？မဖြစ်ဘူးဒီပုံစံနိုင်နေဆိုရင်ငါရဲ့လာစားကြီးလုံးပါပါသွားနိုင်အဲ့ဒါတော့နောက်ထပ်တစ်ပဲမလာဘူးတခြားအိမ်မှာဒီနေ့သွားပုံဟာဆိုင်โอ้ဝမ်းဒီခါအော်ဝမ်းတန်းတော့လို့ပါဆရာကြီးအော်အေးဝမ်းတန်းမှတ်ပြီကျွန်တော်မှတ်ပြီလားဆရာဩဘယ်မှတ်ပြီပဲနေမလို့ကဟိုမင်းဆိုတဲ့ကောင်ကလေအတန်းထဲမှာဆိုရင်ငမွေတို့ဇိုးမဇိုးမလေးငါမမိဘကြီးခေါ်လဲဟွာလို့လဲဒီဟာလို့လဲတော်တော်ငါ့ကိုဒုက္ခပေးရတယ်ကောင်မှတ်ပြီဒါနဲ့မင်းဟိုဆင်းတော့အောင်လားကွာအော်ဆရာကြီးဆရာတော့ဘယ်အောင်မှမလို့ဘယ်လိုအောင်လို့မင်းဆိုတဲ့ကောင်ကြီးရင်လဲလေးကြောင်းလဲလေးဟိုလစ်ဒီလစ်နဲ့အဲ့ကြောင့်မင်းလစ်ပြီမို့လားဒါပေမဲ့ဆရာအချင်းတော့မသိနဲ့နော်ကျွန်တော်တပည့်လေးယောက်နဲ့ကိုယ်ပိုင်လုပ်ငန်းထောင်ထားတာတပည့်လေးယောက်နဲ့ကိုယ်ပိုင်လုပ်ငန်းတော့ထောင်ထားဟုတ်တယ်ဟာဘာလုပ်ငန်းလဲဆိုင်ငယ်တွေလိုက်ယူတာဆိုင်ငယ်တွေလိုက်ယူတာဟောကောင်းတာဗောဟဲ့ဟိုစတာဆိုင်ငယ်ရည်စင်းကိုထောင်ထားတယ်ဩတပည့်လေးယောက်နဲ့ဆိုင်ငယ်ရည်စင်းကဟုတ်တယ်အဲ့ဒီမှာတော်တော်ကောင်းနေအေးမစုလောကကြီးမှာငွေရှိဖို့ဒီကရောက်ကျူးတာအဲ့ဒါမင်းဘာလာလဲဆရာကြီးကိုလာကြတော့တာလေကတော့လားဟုတ်တယ်အော်ဟိုကတော့လေဆိုမှကွာငါအရေးကြီးကိစ္စပေါ်လာတာအစီဝေးတော့လိုက်နောက်ရက်မှလာကြတော့နော်နေပါဦးတရင်ကျိုးចောင်းပိတ်ရက်လေဘေးကစီးဝေးရထွက်လာတော့အော်မသိပါဘူးကွာဒီနေ့ကျမှအစီဝေးရှိတယ်တဲ့အရေးကြီးလာခဲ့ဆိုငါသွားမလို့ဟိုသွားနိုင်မင်းလည်းပြန်တော့နော်နေပါဦးအစီဝေးရပဲမှာတော့အစီဝေးကကွာထုံးတဲ့နိုင်KTVပေါ့အချင်းသွားချင်းဟာဟိုမဝေးကွာရောက်ကုန်ပါပြီကြောင်းပါဗောမစီဝေးပါကြောင်းပါလို့ဟာကွာအေးသွားလိုက်မယ်နော်နေပါဦးဆရာကြီးလေကျွန်တော်ကြောပြရတယ်ရောကျွန်တော်ကြောဒီမှာဆရာကြီးသွားချင်းနေတာဟုတ်ကတော့နောက်ရက်မှာကတော့လေရတာပဲကွာငါသွားရရှိလို့ပါဆိုဆရာကြီးလေနောက်နေ့မှသွားပါကျွန်တော်ကြောပြင်သွားခဏလေးကြာအေးကွာကတော့ဟာဒီကြီးပါလေဆိုဒီမှာဟောလက်ဆောင်နဲ့နှစ်ပူးင်းလုံးမှာငါတော့ပွားတာပဲကွာဟေးလက်ဆောင်နှစ်ပူးတော့ငါကတော့မှာဟုတ်ဒါကြီးမဟုတ်ဘူးဆရာကြီးတို့ကတဘုံဟိုမြန်မာစာဆရာကြီးတို့ကတဘုံကကျတော့နိုင်ငံခြားအရက်တဘုံကကျတော့ဟောလိတို့ဒီကိုတို့အန်ရှိဝါတို့တဘုံအဲ့လိုလားဒီလိုဟိုဟောလိတို့အန်ရှိဝါတို့လေဟိုမင်းရဲ့မြန်မာဆရာကြီးအဲ့ဆရာကြီးမင်းကျမ်းမာကြီးငါတို့မကောင်းဘူးဒီကောင်ရှိတော့အဲ့ဒီဟောလိတို့ပါလို့ပြီးလိုက်ဟိုနိုင်ငံခြားအရက်ကလေဆရာကြီးတို့အဲ့ဒါသူ့တော့ဟောလိတို့ပါလို့ပို့လိုက်ဆရာနိုင်ငံခြားရဲ့ဟိုဒီဆရာနိုင်ငံခြားရဲ့ပဲလို့လေဘာလို့လဲမလားဆရာကြီးစီးဝေးသွားရင်လည်းသွားလေရတယ်ပြန်လာမှကတော့ခံတော့မှာဩရတယ်စီးဝေးကိစ္စမရှိဘူးကတော့လာအရေးကြီးတယ်ဘယ်ကတော့လာအရေးကတော့လာနိုင်ငံခြားရဲ့ဒီနိုင်ငံခြားအရက်ဟုတ်လားအေးငါတော့တစ်ခါမှမတောက်ဘူးနိုင်ငံခြားရဲ့မြင်လဲမမြင်ဘူးမလားဘယ်မြင်ဘူးပါဘူးကွာတောက်တော့မတောက်ဘူးဆိုတော့မြင်ဘူးကဝေးရောကျွန်တော်အဲ့ဒါလေးသိလို့ဒါကတော့လားဆရာကြီးအေးဝေးဒါမလီငါနိုင်ငံခြားအရက်မလီကျမ်းမာလို့ချမ်းသာပါသည်ကြည်တဲ့လိုက်တာမလီငါလည်းပဲစီးပွားရေးပြီးဒီတဲ့အောင်မျိုးမှာတိတာအေးတော်မြန်မာဆရာကြီးတွေတော့ကြောတော့ပြန်တော့ဟုတ်လေဆရာပုတ်ပုတ်လုံးနေဆိုတာဘာလို့ဆရာလည်းနေ့တိုင်းနဲ့ကိုယ်တပည့်ရဆရာကြီးကိုကြောလို့ရှင်မဟုတ်ပေးတယ်လေဟဲ့လားမဟုတ်ပေးမှာအေးဟုတ်တယ်မဟုတ်ပေးရမှာဗောတပေါင်းပြည့်တဲ့တပည့်ကိုပေးရမှာဗောအေးတတောင်းရတတောင်းပြန်ဆရာကြီးကျွန်တော်ကနိုင်ငံခြားရက်နော်ဆရာကြီးမမြင်ဘူးတဲ့နိုင်ငံခြားရက်မတောက်ဘူးတဲ့နိုင်ငံခြားရက်တစ်လုံးကို4-5သိန်းလောက်တန်း4-5သိန်းလောက်တန်းလားတတောင်းနဲ့လေဒါရက်4-5သိန်းကျော်တယ်ဟုတ်တယ်အားကြောင့်ဈေးကြီးတာဟိုအေး4-5သိန်းကျော်တယ်ဆိုတော့နိုင်ငံခြားရက်အေးမထူတော့ပါကွာငါလာတာလေးလေကုန်ပါအခုအေးအခုနိုင်ကြည့်လိုက်ပါကွာမထူပါဘူးတော့မနာဆရာကြီးဒီမလီမြန်မာစာဆရာကြီးသွားကြတာအေးမြန်မာစာဆရာကြီးသွားကြတာနိုင်ငံခြားရက်ဆရာကြီးမမြင်ဘူးတဲ့အေး
ကြိုက်တယ် ဘာလို့နိုင်ငံလား နိုင်ငံသားရဲ့ စိတ်မမြင်ဘူးလေရဲ့ အေး ကျေးဇူးတင်လိုက်တာတာလီကွာတာလီအမကြီး ဒီနိုင်ငံသားရဲ့တဲ့ငါတပည့်ဝန်တန်တဲ့ကြမှာပဲတောက်ရတော့မယ် အောက်ဒီကြီးဟာကွာဒီကောင်တော့ဆရာကိုနိုင်ငံခြားအရက်ဆိုပြီးပုံးနဲ့ကိုအုတ်ဒီကြီးထည့်ရေးခဲ့သွားတာဟောတော်တော်လုံးရဲတဲ့ကောင်တော်တော်လုံးရဲတဲ့ကောင်ဒီကောင်နဲ့ငါနဲ့တွေ့မယ်ဟင်ဒီကောင်နဲ့ငါနဲ့တွေ့မယ် NANI?ဟယ်လိုဆရာကြီး မင်းကွာငါ့ကိုနိုင်ငံခြားအရက်ဆိုပြီးအုတ်ဒီကြီးကိုပုံးနဲ့ထည့်ပြီးတော့ဂျင်းတဲ့ရလို့လားကွာ ဟာဂျင်းမတက်ပါဘူးဆရာကြီးကအဲ့ဒီအုတ်လီကအောက်မှာဆရာကြီးပြင်နေတဲ့နိုင်ငံသားအရက်ရှိတယ် အောက်မှာရှိသေးရလား ဟုတ်တယ် ဟောအေးငါနိုင်ကြည့်လိုက်ဟမ်ဓာတ်ပုံလေဟာဟဲ့ကမင်းဟာနိုင်ငံခြားရက်ကဓာတ်ပုံကြီးလေကွာ အာဆရာကြီးကနိုင်ငံသားအရက်မမြင်ဘူးဆိုလို့ online ပေါ်က download ဆွဲပြီးတော့ဓာတ်ပုံထုတ်ပြီးလာကြတော့တာဆရာကြီးရေ နိုင်ငံခြားရက်ရေဘူးသွားစိတ်မကောရေဘူးသွား